ယနေ့29ရက်တလ2026ကြာသပတေးနေ့မှာနရောနန္ဒ5ပါးဥထိတ်ထားပြီးတော့နေပြီးတော့ပြည်မနာမျိုးဥစုရက်ခွက်နဲ့ဓမ္မကြီးတော်အေးရဲ့ခင်ပွန်းဥအောင်ဆန်းလင်းတော်ငွေနှင်းညိုဥတင်ကိုလက်တော်ဝါနှင်းဦးမင်းကိုဦးတော်ငွေနှင်းဤဥတန်းစင်ဦးတော်ငွေနှင်းသူမစိန်ရတနာနှင်းတို့ရဲ့ကျေးဇူးတော်ရှင်ဖခင်ကြီးဥတင်ငွေဒီနေ့ပြည့်ရည်စူးပြီးတော့ပြည်မနာမျိုးနဲ့ပြည်မနာမျိုးနဲ့အတွင်းမှာတရင်သုံးတော်မူကြတဲ့တန်ဃာတော်အရှင်မြတ်အပေါင်းတို့အားဘုံမြတ်တဲ့ဆွမ်းခက်ဝယ်ဘောဇင်ချိုချင်ရတာဖြာဖြာလူဝဲဝတ္ထုအစုစုတွေနဲ့လောင်းလူဆက်ကလူဆိုတဲ့ဆွန်တရားနာအနေနဲ့လည်းပဲတန်ဃာတော်၅ပါးအားဘုံမြတ်တဲ့ဆွမ်းခက်ဝယ်ဘောဇင်ချိုချင်ရတာဖြာဖြာလူဝဲဝတ္ထုစုစုတွေလူတန်းဆက်ကပူဇော်ပြီးတော့သူတို့ရေစက်ချမြဝေခြင်းပေဒကိစ္စဥဒိဋ္ဌာကယီထပေးပြုသာဓုခေါ်တတ်လူကံမြတ်မှသေသူရ၏ယနေ့ဒကာကြီးဥဒင်ဝေအားယေရှုပြီးတော့ကုသိုလ်ပြုတယ်ဒကာကြီးဥဒင်ဝေအားသူယေရှုပြီးတော့ရေစက်သွန်းချမြတ်တမ်းပေးဝေတယ်ယနေ့လူရန်တဲ့ဌာနသည်လည်းပဲဘုရားမှုရှိသောသံဃာတော်များဖြစ်တဲ့အတွက်ကြောင့်လူကံကလည်းပဲမြင့်မြတ်တယ်အဲလိုမြင့်မြတ်တဲ့အတွက်ကြောင့်ရည်စူးတာရဲ့ရေစက်ချပေးတာရဲ့လူကံဌာနကမြင့်မြတ်တာရဲ့ဒီအင်္ဂါ၃ချက်ပေါင်းစုံတဲ့အခါကျတော့ယေရှုရှင်ဘဂင်ကြီးဥတင်ဝေဒီကုသိုလ်ကောင်းမှုတွေရဲ့အကျိုးတတ္တိပေါ့အကျိုးဖလတွေဧကံမုတ်ချရနိုင်တယ်ရောက်နိုင်တယ်လို့စိတ်ထဲမှာလည်းမှတ်ယူရဒီနည်းပြောလို့ရှိရင်တော့ကြံရစ်တဲ့မိသားစုများကြံရစ်တဲ့သားသမီးမြင့်မိသားစုများပြုကျင့်ရမယ်ကျင့်ဝတ်တရားကိုကျေပြွန်အောင်ဆောင်ရွက်ပေးရလည်းပဲရောက်တယ်လို့တရှိတင်ရှားရှိစဉ်မှာလည်းပဲကိုယ့်ရဲ့မိဘတွေပေါ်ဆိုလို့ရှိရင်ကျွေးမွေးမပြတ်မြဲမပြတ်ကျွေးမွေးပြုစုစောင့်ရှောက်ရမယ်တာဝန်တရားဟာဒီသားသမီးတွေရဲ့တာဝန်တရားပဲဆောင်ရွက်စီမံတဲ့စီးပွားရေးအတွက်လူမှုရေးအတွက်စီမံဆောင်ရွက်လုပ်ကင်ပေးရမှာလည်းပဲဒီသားသမီးတွေရဲ့တာဝန်တရားပဲမွေကံထိုက်စီကိုမိဘတွေရဲ့အမွေနှစ်တွေခံထိုက်တဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားကြဖို့ကိုကဝတရားတွေပြည့်စုံကြဖို့ဆိုတာလည်းပဲဒီသားသမီးတွေရဲ့တာဝန်တရားပဲလူမြဝေ၍လူဒါနပြုပြီးတော့မြတ်တမ်းပေးဝေရမှာလည်းပဲဒီကြံရကြတဲ့မိသားစုတွေသားသမီးတစုတွေရဲ့တာဝန်တရားပဲပြီးတဲ့အခါကျတော့မှစောင့်လေမျိုးနွယ်ကိုယ့်ရဲ့မျိုးနွယ်စင်ဆက်ကြီးမတိမ်ကောအောင်မပပြောက်သွားအောင်ဒီကိုယ့်ရဲ့အမျိုးအစဉ်ဆက်ကြီးမပြောက်သွားအောင်စောင့်ရမှာလည်းပဲကြံရကြတဲ့မိသားစုများသားသမီးများရဲ့တာဝန်တရားပဲအဲကြောင့်ဒီတာဝန်တရားတွေထဲမှာလူမြဝေ၍ဆိုတဲ့လူဒါနပြုပြီးတော့အမြတ်တမ်းပေးဝေတဲ့ဝတရားကိုယနေ့ဖြည့်ဆည်းမှုရာရောက်တယ်ကျင့်ကြံရာရောက်တယ်ယနေ့ကိုဖြည့်ဆည်းပေးလိုက်တဲ့တာဝန်တရားဟာလည်းပဲတာဝန်တရားလည်းပဲကြည်ပွန်တဲ့အကျိုးလည်းပဲတက်ရောက်တယ်ကျိုးတက်ရောက်တယ်ဆိုတာကအလူကံဌာနဖြစ်တဲ့သံဃာတော်များအတွက်ကြတော့လည်းပဲယနေ့ဆုံးကုန်းဝေယဝိသကိစ္စဟာပြည့်စုံသွားမိမိတို့အတွက်ကြတော့လည်းပဲကုသိုလ်ရေးကပြည့်စုံသွားတယ်ကိုကရည်စူးကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီကုသိုလ်ရဲ့ဖို့ဘာကတွေဒကာကြီးဥတင်ငွေသူလိုအပ်နေတယ်ဆိုလို့ရှိရင်လည်းပဲသူ့အတွက်ပြည့်စုံခြင်းရဲ့အကြောင်းထောက်ပံ့ဖြစ်တယ်အဲကြောင့်ယနေ့ကုသိုလ်ကအလူကံလည်းပဲအလူကံအတွက်ကြတော့လည်းပဲအကျိုးရှိတယ်အလူပေးကြတဲ့မိမိတို့မိသားစုအတွက်ကြတော့လည်းပဲအကျိုးရှိတယ်မိမိတို့ရည်စူးတဲ့ဒကာကြီးဥတင်ငွေအတွက်ကြတော့လည်းပဲပြန်ပြောင်းအောင်မေ့ကြည့်မယ်ဆိုရင်သူမြင်နိုင်စွမ်းရှိရင်ငါရဲ့မိသားစုကငါရဲ့ဆွေစုမျိုးစုကငါဘဝတစ်ပါးပြောင်းသွားဆိုလည်းပဲငါကိုမမေ့ပဲငါကျေးဇူးကုန်ကိုမမေ့ပဲနဲ့ကုသိုလ်ကောင်းမှုတွေပြုပြီးတော့ရေစက်ကြမျှဝေပြီးတော့ဒီကုသိုလ်ဖို့ဘာကတွေငါကိုပေးပြီးတော့ကျေးဇူးဆက်ပေါ်ရတယ်ကျေးဇူးသိပေါ်ရတယ်လို့သူအနေနဲ့ကြတော့လည်းပဲကျင့်တတ်เสียဖြစ်သွား
အဲကြောင့်ယနေ့ပြုသမျှကုသိုလ်တွေကလူကံအတွက်လည်းအကျိုးရှိလူပေးသူတွေအတွက်လည်းအကျိုးရှိမိမိတို့ရည်စူးတဲ့မိမိတို့ရဲ့ကျေးဇူးရှင်တခါကြီးဥဒင်းငွေအတွက်ကြတော့လည်းပဲအကျိုးရှိတဲ့ကုသိုလ်လို့ဒီလိုမှတ်ယူရဒီလိုမှတ်ယူပြီးတော့ဒီကုသိုလ်ကောင်းမှုအစုစုဖိုးပါကားတွေတခါကြီးကိုမြတ်တမ်းပေးဝေကြအောင်ဖြစ်ပါတယ်မြတ်တမ်းမပေးဝေခင်ပါတံဝေကကထာတရားစကားလေးအနေနဲ့ကတော့မရဏတတိပါမရဏတတိတတိပြောရင်ဒီဘက်ကသေညာနဲ့ပြောရင်တော့အနိစ္စသေညာမရဏတတိဆိုတာသေခြင်းသဘောတရားကိုအောက်မေ့တာနှလုံးသွင်းတာဆင်ခြင်တာကိုမရဏတတိလို့ခေါ်ပါအနိစ္စသေညာဆိုတာကြတော့မမြဲခြင်းသဘောတရားကိုပွားများတာထုံမွမ်းတာကိုအနိစ္စသေညာလို့ခေါ်ပါမရဏတတိအနိစ္စသေညာအဲ့တော့မရဏတတိအနေနဲ့ရှေးသူတော်ကောင်းကြီးတွေကဘယ်လိုမိတ်ခဲ့တယ်လဲဆိုတော့ကာယဟူပြီးနာမျက်စိနဲ့အဋ္ဌိပုရိသဖြစ်လာကြတိုင်းရုခသီးပွင့်ခါမလင့်မဲ့ညာပြုတ်ကြွေကြမမြဲကြသို့ဘဝပြက်ပြိုလူထိုထိုကရွယ်ပြူရွယ်လက်ကြံမလွတ်သည်မချွတ်သေးအပြီးဒီတဲ့လူတိုင်းဟာတနေ့နေ့တစ်ချိန်ချိန်ကြရင်တော့မချွတ်သေးအပြီးဒီတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်တိုင်းတနေ့နေ့တစ်ချိန်ချိန်ကြရင်တော့ဘာဖြစ်မှာလဲတော့သေမှာရှင်တဲ့သူတိုင်းဘာဖြစ်မှာတော့သေကြမှာမချွတ်သေးအပြီးဒီဆိုတာမသေးနိုင်ပါဘူးကွာလို့ပြောလို့ရပါမလားမချွတ်ဆိုတာဧကံလို့ပြောတာနော်မချွတ်ဆိုတာဘာပြောတာတော့ဧကံသူကအနိစ္စဆိုတဲ့သဘောတရားကိုမှရှေ့ကအားလေးပြုတ်ပြီးတော့နိစ္စဆိုတာဓမ္မသေချာပေါက်မှန်တဲ့တရားလို့ပြောတာနော်သင်္ခါရတွေကတော့မမြဲဘူးလေဒါပေမဲ့သေခြင်းတရားကြတော့နိစ္စမြဲတယ်ဘယ်သူပဲဖြစ်ဖြစ်ရှင်လာရင်တော့ဘာဖြစ်မှာတော့သေကြရမှာပဲရှောင်လွှဲလို့လည်းမရဘူးရှောင်ကွင်းလို့လည်းပဲမရဘူးဟုတ်လားရင်မဆိုင်ခြင်းလို့ကိုရပါမလားဘယ်သူမှတော့ဒီသေခြင်းတရားကိုတော့မတွေ့ကြုံကြကြဘူးပေါ့ဘယ်မိသားစုပဲဖြစ်ဖြစ်ဘယ်ဆွေမျိုးတွေပဲဖြစ်ဖြစ်ဘယ်တန်ဃာတွေပဲဖြစ်ဖြစ်မဆုံညဘူးပေါ့ဒါမှမလို့သူ့အချိန်ကြလာလို့ရှိရင်တော့သူကလည်းပဲအာမနာဘူးနော်သေမင်းသေခြင်းကလူတွေကိုအာနာမှုရှိရလားအာနာမှုမရှိတဲ့အတွက်ကြောင့်တနေ့နဲ့သေနေကြရတာပဲနော်တတန်းကုံလို့သေနေတာတွေလည်းရှိကံကုံလို့သေတာတွေပဲရှိတယ်နော်တကောကံကောနှမျိုးစုံကုံလို့သေရတာလည်းရှိတယ်ဥပိ္ပစေတကတွေနဲ့ဆုံးမရတာကောမများဘူးလားဥပိ္ပစေတကတွေနဲ့များတယ်ဆိုတာဒီအချိန်ဒီကာလကျတော့မိထုဗေဒလို့ခေါ်ပါတယ်နော်မိထုဗေဒဆိုတာဘာပြောတာလဲလို့မဲရင်မိထုဗေဒဆိုတာညင်ညွတ်နေတဲ့ပုဂ္ဂိုလ်တွေတနည်းပြောရင်တော့ကိုယ်ချင်းတွေကွဲပြားတဲ့အချိန်လို့ဒီလိုလည်းပဲမှတ်ယူလို့ရတယ်နော်မိထုဗေဒအချင်းတွေကွဲပြားတဲ့အခါကျတော့လူတွေဟာအသက်သိမ့်မရှိတတ်ဘူးတဲ့နော်ချင်းကွဲပြားတဲ့ဘေးရန်ဆိုင်လာပြီဆိုရင်လူတွေဟာတတ်တန်းစီသိမ့်မနေရတတ်ဘူးတဲ့အဲကြောင့်ဒီချိန်ကာလတွေမှာစဉ်းစားကြည့်လိုက်နော်သူကသမယိုးကြသေးတာရဲ့လို့ဟိုတချို့သမယိုးကြသေးတာပေါ့တချို့ကြတော့လည်းပဲဒါလက်နက်တွေထိမှန်ပြီးတော့ဆုံးပါကြရတာတချို့ကြတော့လည်းပဲဒီငလင်ဘေးဒဏ်ကြီးတွေထိပြီးတော့ဆုံးပါကြရတာတချို့ကြတော့လည်းပဲရေဘေးဒဏ်တွေထိပြီးတော့ဆုံးပါကြရတာတချို့ကြမီးဘေးဒဏ်တွေသင့်ပြီးတော့ဆုံးပါကြရတာများသောအားဖြင့်တော့ဒီကာလအနေနဲ့လက်နက်ဘေးတွေနဲ့ဘုံဒဏ်တွေနဲ့အဲ့ဒီဘေးတွေသင့်ကြတာနော်ဒါကြောင့်မို့လို့မိထုဗေဒချင်းကွဲပြားတဲ့ဘေးဆိုင်လို့ရှင်လူတွေကတတ်တန်းစီသိပ်ပြီးတော့မနေကြရဘူးတဲ့ဘာပဲဖြစ်ဖြစ်သေကြတာတခုကတော့ဒီနေ့တစ်ချိန်ကြရင်တော့တို့ဧကံမလွဲသေမာလို့ဒီလိုပဲအလဲပဲနှလုံးသွင်းထားရမယ်နော်မှန်ပါဗျာမသေးတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးတဲ့ဒါကြောင့်ကာယဟူပြီးနားမျက်စိနဲ့အဋ္ဌိပုရိသဖြစ်လာကြတိုင်းတဲ့အဋ္ဌိဆိုတာမျိုးသမီးတွေကိုပြောတာပုရိသဆိုတာယောက်ျားတွေကိုပြောတာနော်မျိုးသမီးဘဝနဲ့လည်းပဲလူဖြစ်လာတယ်မျိုးသားဘဝနဲ့ကောလူဖြစ်မလာဘူးလား
တချို့လည်းမျိုးသမီးလို့လည်းပြောမရအမျိုးသားလို့လည်းပြောလို့မရတဲ့ဘဝနဲ့လူဖြစ်လာနော်မစစ်ဘူးပေါ့စစ်ဘဝကိုမရဘူးပေါ့ဒါကြောင့်တချို့ကမစစ်တဲ့ဘဝမှာရလာပြီးတော့သူကတခုခုယောက်ျားလေးဆိုလို့ရှိရင်လည်းပဲသူကအမျိုးသမီးဖြစ်နေတာကိုဗျနော်တချို့မျိုးသမီးလေးတွေကြလည်းပဲယောက်ျားသေးဝင်နေရင်သူကမျိုးသားဖြစ်နေတာကိုမစစ်ဘူးမစစ်တော့သူတို့လည်းပဲတောင်းတတာလေးတွေရှိတတ်တယ်လေနောင်လူများဖြစ်လို့ရှိရင်စစ်ဖြစ်ပြရစီတဲ့ဒီလိုဆူတောင်းတာကောမရှိဘူးလားစစ်ကလေးဖြစ်ပြရစီယောက်ျားဆိုလည်းယောက်ျားစစ်မိန်းမဆိုလည်းမိန်းမစစ်ကလေးဖြစ်ပြရစီလို့ဆူတောင်းတာလည်းရှိတယ်အဲဘာပဲဖြစ်နေယောက်ျားပဲဖြစ်မိန်းမပဲဖြစ်တဲ့ဘယ်လိုပဲဖြစ်နေပါစေယောက်ျားမစစ်မိန်းမမစစ်ပဲဖြစ်နေပါစေမြည်သို့ပင်ဖြစ်စေကမူတဲ့ဣတိပုရိသဖြစ်လာကြတိုင်းတဲ့ရုက္ခသီးပွင့်ခါမလင့်ပဲညာပြုတ်ကြွေကြမမြဲကြသူတဲ့တစ်ပင်ကတည်သီးတွေတစ်ပွင့်တွေနော်အချိန်မရွေးဆိုသလိုပဲအညာကနေပြုတ်ပြီးတော့ကြွေကြနိုင်တယ်ဒီရာသီဆိုပူဆိုတာပေါ့နော်ဒါကြီးတို့မိုင်တို့ကြည့်လေကိုပင်ရဆိုလို့ကိုရွက်တွေဒီနေ့တဖြုတ်နဲ့မကြွေဘူးလားတစ်ပင်တချို့တစ်ပင်တွေဆိုလို့ရှိရင်နွမ်းရိပြီးတော့ကြွေကြနေတာတွေမရှိဘူးလားရှိပါတယ်တစ်ပင်ကတစ်ရွက်တွေတစ်ပွင့်တွေအညာကနေပြုတ်ပြီးတော့ကြွေကြလာတယ်ဒါတပူရဲရှိသေးတယ်နော်ရှေ့တပေါင်းဆိုလို့ရှိရင်အကုန်လုံးတစ်ပင်တွေဆိုပြောင်တလင်းခါနေမှာများတို့မြင်ရလိမ့်မယ်နော်တစ်ပင်တွေဆိုပြောင်တလင်းခါနေရလိမ့်မယ်ဒါမှမဟုတ်ကြွေကြလည်းပဲပြန်ပြီးတော့ဒီကအမြစ်ကရှိနေသေးတဲ့အခါကျတော့ဟိုပင်စီရလည်းရှိနေတဲ့အခါကျတော့ဒီတစ်ရွက်တွေနဲ့တစ်ပွင့်တွေနဲ့တစ်သီးတွေနဲ့တော့ပြန်ပြီးတော့မဝေဘူးလားဆိုလိုတာကသေညာအနေနဲ့ကြည့်လိုက်တော့တစ်ပင်ကိုကိုယ့်ရဲ့အိဋ္ဌသေညာနဲ့လှမ်းကြည့်လိုက်တဲ့အခါကျတော့ဟိုအရွက်တွေဟာကြွေချိန်ကြရင်တော့ကျွေးကုန်တာပဲလို့စိတ်ထဲမှာအောင်းမရမယ်နော်အရွက်တွေကြွေချိန်ကြရင်ကြွေသလိုပဲလူတွေလည်းပဲသေချိန်ကြရင်တော့သေကြမှာပဲသေကုန်တာပဲလို့စိတ်ထဲမှာအောင်းမိတာနော်ဒါကြောင့်တချို့ကြတော့လည်းပဲကြွေချိန်မကြသေးပဲနဲ့ကြွေတာကြတော့တချို့ကလက်ကဆော့တဲ့အခါကျတော့ဒီတစ်ပင်ကသီးလိုချင်တဲ့အခါကျတော့ဒုံနဲ့ပြစ်ချတယ်ခဲနဲ့ထူချတယ်အဲ့ဒါမျိုးကောမလုပ်ဘူးလားနောက်သေးရသီးလေးတွေသီးလာတဲ့ချိန်ကြရင်ပိုသီးတာလိမ့်မယ်အကင်းလေးတွေစားလို့ကောင်းတယ်ဆိုအကင်းလေးတွေကိုခူးပြီးတော့လှုပ်တော့ तू ကကြွေချိန်မကြသေးပဲနဲ့အကင်းလေးတွေတဖြုတ်ကြွေတာလေနော်သူများချွေချတော့ကြွေကြသွားတာတွေရှိတယ်တချို့ကလည်းပဲလူအသက်ကိုတန်ဖိုးမထားတဲ့အခါကျတော့နော်လက်တဲ့ဆိုင်းရနေသေကုန်တာတွေလည်းပဲအများကြီးရှိတယ်နော်အဲ့တော့ဆိုလိုတာကတော့ဘာပဲဖြစ်ဒီကြွေချင်းကြလို့ကြွေသွားတာဒီတပူရဲတပေါင်းမှာအသက်ရွက်တွေကြွေချင်းကြလို့ကြွေသွားတာရှိသလိုကြွေချင်းမကြသေးပဲနဲ့ခူးလို့ဆွတ်လို့သူများပြစ်လို့ဒါမှမဟုတ်လေမုံတိုင်းလေကအလွန်ကြီးတဲ့ခါကျတော့လေမုံတိုင်းတိုက်လို့ဒီတစ်ပင်ကတစ်ရွက်တွေတစ်ပွင့်တွေတစ်ခိုင်းတွေကျိုးကြကြွေကုန်တာလည်းပဲရှိတယ်လို့အကြွေသဘောကိုမှတ်ထားရမှာနော်မမြဲခြင်းသဘောတရားကိုအဲ့လိုတစ်ပင်လေးနဲ့ကပ်ပြီးတော့မှတ်လိုက်ရင်မရဘူးလားလူဘဝလည်းပဲဘဝတစ်ပင်ကြီးပဲဒါပေမဲ့လို့ဒီဟာတွေကပြန်ပြီးတော့တခါတည်းတည်သွားတာလားတခါတည်းဖြစ်မဟုတ်ဘူးဒီတစ်ပင်ကြီးပင်စည်းရှိနေတယ်ဗျတော့ပြန်ပြီးတော့တစ်ရွက်တွေတစ်ပွင့်တွေတစ်သီးတွေတီးနေအောင်ပါပဲဒီလိုဗျနော်အများတို့ကျုပ်တို့လည်းပဲဒီဘဝတန်တရာမှာဒီဘဝကိုနှစ်သက်တဲ့ဘဝနိဂန္တိကလောဘဇောလေးရှိနေသမျှကာလပတ်လုံးဘဝကတော့ပြန်ပြီးတော့မရနိုင်ဘူးလားရနိုင်ပါဘူးဘဝတစ်တွေပြန်ရနေဦးမှာကိုမိသားတခါကြီးကကိုမိသားစုထဲမှာစိတ်ပြန်ရောက်လို့ရှင်ကိုမိသားစုဝင်ထဲမှာတခါကြတော့ပြန်ပြီးတော့လူရဲလို့ဖြစ်တာတွေကမရှိဘူးလားဒါဘသူဝင်စားတာဘသူဝင်စားပြောလဲပြောနိုင်တယ်ဆိုလဲဆိုနိုင်တယ်သူလည်းသိနိုင်နော်ကံတရားတွေကအဲ့လိုရှိတယ်ဆိုလိုတာကတော့ဘဝအမြင့်သစ်ပင်ကြီးရှိနေသမျှဒီသိရွက်လေးတွေပြန်ထွက်လာအောင်မယ်သစ်သီးလေးတွေပြန်ရအောင်မယ်လို့မြဲဘဝကြီးကပြန်ပြီးတော့စိမ့်လန်းဆိုပြအောင်မယ်ဒီလိုပဲကြွေလိုက်ဝေလိုက်ကြွေလိုက်ဝေလိုက်ဒီလိုပဲဘဝတန်တရာကြီးကလဲနေတာဒါကြောင့်ခန္ဓာတွေချုပ်ပြောက်ပင်ချုပ်ပြောက်냐ဆိုလည်းပဲနန်စိတ်စဉ်ကြီးကြတော့ရှင်းနေစေတဲ့အတွက်ကြောင့်ဘဝဒီမှာလူဘဝရလိုက်နတ်ဘဝရလိုက်တခါကြအကုသိုလ်ကြီးလို့ရှိရင်ပဲလေးပုံကြရောက်လိုက်နေဆိုလဲနေတာမို့လားတန်တရာကြီးကလဲနေတာနော်ဒါကြောင့်မို့လို့ဒီအခုကုသိုလ်ပြုပေးတယ်ဆိုတာကပဲလေးပါတခါကြီးလို့တခါကြီးပိတ်
လူပြည်နတ်ရနိဗ္ဗာန်ဆိုတဲ့သူဂရိတကားကြီးနေရပွင့်နိုင်ပါစေလို့ဒါမျိုးလည်းပဲရည်ရွယ်တယ်ကိုမိသားစုရဲ့တာဝန်တရားကြည်ပွန်မှုကိုပြရလည်းပဲရောက်တယ်ဒါကြောင့်အိဋ္ဌသင်္ညာနေနဲ့ရုဂတိပွင့်ခါမလင့်ပဲညာပြုတ်ကြွေကြမမြဲကြသို့ဘဝပြက်ပြူလူထိုးထိုးကရွယ်ပြူရွယ်လက်ကြံမလွတ်သည်မချွတ်သေးအံ့ပြည်တည်တဲ့လူဟာပြူရွယ်လို့လည်းပဲပြူရွယ်လို့ပြူရွယ်တော့မသေးဘူးလို့ပြောမရဘူးအိုမင်းတော့လည်းပဲငါတို့အိုမင်းလာပြီအိုမင်းတဲ့ပုဂ္ဂိုလ်ကတော့သေဖို့ပို့ပြီးတော့နီးလာတာပေါ့နော်အဲကြောင့်မို့လို့ဒီမရဏတတိတင်ညာကိုသေသေးချာချာလေးမှတ်ယူပြီးတော့ဒီနေ့တစ်ချိန်ချင်းကြာရင်တော့ဧကံမလွဲသိရမယ်မသေးခင်ကာလာလေးမှာမိသားစုတွေစီလုံးလုံးနဲ့ညီညွတ်နဲ့ချစ်ချစ်ခင်ခင်နဲ့လောကကောင်းကျိုးပြုဘာသာသာသနာကောင်းကျိုးပြုလုပ်ငန်းနဲ့အစဉ်တွေကိုတိုးတက်အောင်ဆောင်ရွက်မယ်လို့အဲလိုကုသိုလ်တွေရနိုင်သမျှရအောင်စုရမှာပေါ့ဗျာဆိုလိုတာကတော့ဒီလိုမို့လားဘေးသေဘေးအိုဘေးနာဘေးသေဘေးရှိတဲ့အတွက်ကြောင့်ကိုကအရန်ကြီးကြောက်ရွံ့ပြီးဘာမှမလုပ်ရင်လည်းပဲအကျိုးကိစ္စပြည်နိုင်မှာမလားမပြည်နိုင်ဘူးဒါကြောင့်ကိုအကျိုးကိစ္စတွေပြည်စီအောင်အလုံးကိုစီလှုပ်တဲ့လှုပ်ထိုက်ပြုထိုက်တဲ့ကောင်းမှုကုသိုလ်တရားတွေကိုနေ့စဉ်တိုးဝါအောင်ကြိုးစားခြင်းအထုတ်ခြင်းဖြင့်ကောင်းကျိုးလိုရဆန္ဒမှန်သမျှပြည့်စုံကြပါစေယနေ့ယခုပြုသမျှကုသိုလ်ကောင်းမှုစုကလည်းပဲဒကာကြီးဥတင်ငွေအတွက်ကောင်းမြတ်တဲ့အထောက်ပံ့ဖြစ်ကြပါစေလို့ဘုန်းတို့ကမေတ္တာဆန္ဒပြုရင်းနဲ့ဒါတန်ဝေကလေးပွားကြရအောင်လိုက်ဆိုကြခုနကလင်္ကာလေးကာယဟုပိနာမျက်စိနဲ့အဋ္ဌိပုရိသဖြစ်လာကြတိုင်းရုက္ခတိပွင့်ခါမလင့်မဲညာပြုတ်ကြွေကြမမြဲကြသို့ဘဝပြတ်ပြူလူထိုးထိုးကရွယ်ပြိုရွယ်လက်ကြံမလွတ်သည်မချွတ်သေးအံ့အပြီးဒီအိုဖို့ရလားဒုက္ခန္တာအိုမမလွဲဧကံပဲရှောင်လွှဲမရပါတကားနာဖို့ရလားဒုက္ခန္တာနာမမလွဲဧကံပဲရှောင်လွှဲမရပါတကားဒီဖို့ရလားဒုက္ခန္တာဒီမမလွဲဧကံပဲရှောင်လွှဲမရပါတကားသာဓုခေါ်လိုက်ကြသာဓု